အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ခါတိုင်းလိုဂျပန်စာ sharing လုပ်ပြီးမှမဟုတ်ဘဲနဲ့ဂျပန်မှာချမ်းသာဆုံးလူ9ယောက်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်နံပါတ်5 Yasumitsu Shigeta အသက်60သူ့ရဲ့ပိုင်ဆိုင်မှုကလက်ရှိအချိန်မှာ 6.9 ဘီလီယံ US ဒေါ်လာဒီလူကြီးက Hikari Tsushin ဆိုတဲ့ Telecom ဖုန်းရောင်းဆိုင်နဲ့အာမခံတွေကိုရောင်းတဲ့ company ရဲ့ founder ဖြစ်တယ်Hikari Tsushin ဆိုတဲ့ဖုန်းရောင်းတဲ့ဆိုင်ကိုငါတို့တော့တစ်ခါမှမတွေ့ဘူးပါဘူးလို့တင်ထင်ကောင်းထင်နေပါလိမ့်မယ်တကယ်တော့ဂျပန်လူမျိုး10ယောက်မှာတော့မှ10ယောက်လောက်ကသူ့ရဲ့ company ကိုမသိကြပါဘူးလူမသိဘဲနဲ့ဂျပန်နိုင်ငံရဲ့နံပါတ်5အချမ်းသာဆုံးလူဖြစ်နေတာဘာကြောင့်လဲဆိုတော့မီဒီယာမှာသိမထွက်တာကြောင့်ရင်သူ့ရဲ့လုပ်ငန်းသဘောကြောင့်ရလို့ပြောလို့ရပါတယ်သူ့ company ကအလုပ်ဘယ်လိုလုပ်လဲဆိုတော့ဖုန်းဆိုင်ဆိုရင်Docomo, AU စသဖြင့်တွေ့ဘူးကြမှာပါသူ့ရဲ့ company ကလည်းအဲ့လိုမျိုး Docomo တို့လို AU တို့လိုမျိုးဖုန်းဆိုင်တွေရဲ့နောက်မှာ management လုပ်နေတာပါသူက McDonald တို့လိုမျိုး franchise လုပ်ငန်းကိုလုပ်နေရလို့ပြောလို့ရတယ်အခုနောက်ပိုင်းကျွန်တော်တို့မြန်မာလူမျိုးတွေတောင်မှ family man owner ဖြစ်နေကြပါပြီရှေ့ဆိုင်ဘုတ်ကတော့ family man ပစ္စည်းတွေကလည်း family man ဆိုပေမဲ့နောက်က owner က management လုပ်နေတဲ့သူကတော့မြန်မာလူမျိုးဖြစ်ပါတယ်ဒီလိုနဲ့အလားတူတူပါတယ်သူ့ရဲ့ company က signboard အနေနဲ့လူမြင်ကွင်းမှာမထုတ်ဘူးဆိုပေမဲ့နောက်ပိုင်းမှာ management လုပ်နေတဲ့ owner လို့ပြောလို့ရတယ်သူကဖုန်းအပြင်အာမခံတွေကိုလည်းရောင်းပါတယ်နံပါတ်4မှာရှိနေတာကတော့ Nobutata Saji နဲ့သူ့ရဲ့မိသားစုဖြစ်ပါတယ်အသက်89နှစ်ရှိပြီဖြစ်တဲ့ဒီလူကြီးက US ဒေါ်လာ 10.5 ဘီလီယံပိုင်ဆိုင်မှုရှိပါတယ်သူဘာတွေလုပ်လဲဆိုတော့ဂျပန်မှာရှိနေတဲ့သူတွေအားလုံးနေပါသိကြတဲ့ Suntory Beverage Company ပါအရက်ဘီယာဝီစကီဟိုက်ဘော်ပြီးရင် Boss Coffee လိုမျိုး coffee တွေထုတ်တဲ့နာမည်ကြီး beverage company ကြီးဖြစ်ပါတယ်2014ခုနှစ်မှာဂျင်ဘင်းကိုဝယ်လိုက်ပြီးတော့နိုင်ငံခြားဈေးကွက်တွေထိကိုထိုးဖောက်နိုင်ခဲ့တယ်ဂျပန်ရဲ့အရက်ဘီယာ whisky brand တွေကိုလည်း international ဈေးကွက်တွေထိပေါအောင်ထိုးဖောက်နိုင်ခဲ့တဲ့ company တစ်ခုဖြစ်ပါတယ်သူကအကြောင်းပြီးတော့ရှိပြီးသားမိသားစုလုပ်ငန်းကိုဝင်လုပ်ရင်သူ့လက်ထက်မှာနိုင်ငံခြားဈေးကွက်တွေထိ global market တွေထိုးဖောက်ပြီးအောင်မြင်လာသူဖြစ်ပါတယ်နံပါတ်3ကတော့ Takemitsu Takizaki အသက်80ရှိပြီဖြစ်တဲ့ဒီလူကြီးကပိုင်ဆိုင်မှု20ဘီလီယံ US ဒေါ်လာရှိပါတယ်သူ့ရဲ့ company က Kabushiki Gaisha Kian ဆိုတဲ့စက်ရုံသုံးပစ္စည်းတွေကိုထုတ်လုပ်ရောင်းချတဲ့ company ဖြစ်တယ် Kian ကကျွန်တော်တို့လိုမျိုးတာမန်လူတွေကိုပစ္စည်းရောင်းတာမဟုတ်ဘဲနဲ့ကုန်ထုတ်လုပ်ငန်းတွေမှာသုံးတဲ့စက်ရုံတွင်းမှာသုံးတဲ့ဆန်ဆာတွေဘာကုတ်တွေပြီးရင်စကန်နာလိုမျိုးစက်ပစ္စည်းတွေကိုထုတ်လုပ်ရောင်းချတဲ့ company ကြီးဖြစ်တယ်သူ့ရဲ့ product တွေကရေသွေးကောင်းပြီးတော့ပြိုင်ဆိုင်မှုနည်းတယ် US, UK, Thai, Malay စတဲ့နိုင်ငံပေါင်း32နိုင်ငံမှာသူ့ရဲ့ warehouse တွေရှိပြီးတော့အလုပ်သမား8500လောက်ရှိတဲ့ company ကြီးဖြစ်တယ်ဂျပန်နိုင်ငံရဲ့နံပါတ်3အချမ်းသာဆုံးနေရာထိရောက်လာပြီးတော့ဒီလိုအောင်မြင်လာဖို့အတွက်သူ့ရဲ့အောင်မြင်မှုလမ်းကြောင်းကတော့အများရန်ရှော့မွေနေခဲ့တာမဟုတ်ပါဘူးသူဟာ Kians ကိုမတည်ထောင်ခင်မှာ company လေး2ခုလောက်တည်ထောင်ခဲ့ပါတယ်2ခုစလုံးဒေဝါလီခံခဲ့ရပြီးတော့လုပ်ငန်းရိုင်လေးသွားခဲ့ပါတယ်အရှုံးတွေကနေပြီးတော့တင်ယူရင်းအခုလိုအောင်မြင်လာတာလို့ပြောလို့ရပါတယ်နံပါတ်2ကတော့ Masayoshi Son တက်68နှစ်ဖြစ်ပြီးတော့ခင်ဗျားတို့သူ့ကိုတော့တနေရာမှာတော့မြင်ဖို့ကြပါလိမ့်မယ်သူက SoftBank ရဲ့ founder ဖြစ်ပါတယ်လက်ရှိချိန်မှာပိုင်ဆိုင်မှု28.2 ဘီလီယံရှိပြီးတော့စင်3နဲ့ဆိုရင်10ဘီလီယံလောက်กว่าပါတယ်သူကဂျပန်လူမျိုးစစ်တော့မဟုတ်ဘူးဗျကိုရီးယားမိဘတွေကနေပြီးတော့ဂျပန်နိုင်ငံရှီဂါခရိုင်မှာ
မွေးခဲ့တယ်ငယ်ငယ်ကလူမျိုးရေးခွဲခြားမှုတွေလည်းကြုံခဲ့ရပါတယ် American California မှာလည်းကျောင်းသားတက်လိုက်ပါသေးတယ်ကျောင်းတက်ရင်လျှက်စစ်ဘာသာပြန်ဆက်တစ်ခုကိုတီထွင်ပြီးတော့ရုတ်တရက်မီလီယံနာဖြစ်သွားပါတယ်ဂျပန်ပြန်လာပြီးတဲ့နောက်မှာ software company ကိုတည်ထောင်ပြီးတော့ software တွေဆက်သွယ်ရေးအခုဆိုရင် AI နေမှာပါယင်းနှိမ့်မြုံနေနေတဲ့ company ကြီးဖြစ်ပါတယ်။ဆောင်ကလက်ရဲစက်ရရှိပြီးတော့လောက်ရက်ကန်ရဲ့ risk ယူရတဲ့သူတစ်ယောက်ပါ။ဂျပန်ရဲ့အချမ်းသာဆုံးနံပါတ်1ကတော့ဒါဒါရှိယာနိုင်နဲ့သူ့ရဲ့မိသားစုဖြစ်ပါတယ်။အသက်89နှစ်ရှိပြီဖြစ်တဲ့ဒါဒါရှိယာနိုင်ကပိုင်ဆိုင်မှုအနေနဲ့48.2 ဘီလီယံရှိပါတယ်။သူ့ရဲ့ company ကတော့ကျွန်တော်တို့မြင်နေကြားနေကြဖြစ်တဲ့ Uniqlo, GU တို့လိုမျိုးနာမည်ကြီး brand တွေကိုထုတ်တဲ့ fast retailing ပါဒါနဲ့ fun fact လေးတစ်ခုအနေနဲ့ GU ဆိုတာဂျပန်စကား GU ကနေပြီးတော့လာတာဖြစ်ပါတယ် GU ဆိုတာ freedom လွတ်လပ်မှုဆိုတဲ့အဓိပ္ပာယ်ရပါတယ်နိုင်ငံခြားဈေးကွက်တွေထိထိုးဖောက်ဖို့လုပ်တဲ့အခါအများခွဲရလွယ်အောင် GU ဆိုပြီးတော့ပြောင်းထားတာဖြစ်ပါတယ်ဒီလူကြီးကစီးပွားရေးမှာလေးစားစရာအရန်ကောင်းတာကြောင့်ဂျပန်စာအုပ်တွေမှာသူ့ရဲ့စကားစုလေးတွေထည့်ရေးလေးရှိကြပါတယ်ဒီဗီဒီယိုလေးကိုသူ့ရဲ့စကားလေးနဲ့ဆုံးသက်ရှင်ပါတယ်ခါဝါရီဇူဇူကေရူမိုနိုကイキノコルအဆက်မပြတ်ပြောင်းလဲနေမှသာရှင်သန်ကြံ့ရင့်မယ်